ရှင်စနာတိကရွှေပါရမီတော်ရထူးမထူးဒုတိယအကြိမ်စာအုပ်မှာနံပါတ်၄ဘဝင်မြင့်လီဘဝမြင့်လီမြင့်သူတွေကြားမှာနှိမ်ပါဆိုတာကကိုညံနဲ့ချဲ့ထွင်တဲ့လောက်ဒိဗေကျေပြန့်ပါလေမာနနဲ့မြင့်သူတွေကြားမှာမာနချိုးနှိမ်သောအဖြစ်နှိမ်လိုက်ပါဒီလိုဒိဗေလည်းယူလို့ရတယ်နော်မာနအကြောင်းကတော့မနေ့ကပြောခဲ့ပြီးပြီမာနမဖြစ်အောင်ဘယ်လိုနှလုံးသွင်းရမလဲဆိုတာကိုမနေ့ကဘယ်လိုပြောခဲ့တာတော့ကိုပိုင်နာဘာမှမရှိပါလားလို့နှလုံးသွင်းဆင်ခြင်လိုက်မယ်ဆိုရင်မာနမဖြစ်တော့ဘူးခုနမြင့်နေတယ်ဆိုတာအစဉ်အတန်းမြင့်တာကိုပြောတာမဟုတ်ဘူးဘဝင်မြင့်တာကိုပြောတာဒီတော့မြင့်သူတွေကြားမှာနှိမ်ပါဆိုတဲ့စကားကိုနည်းနည်းလေးဖြည့်ဆွဲရမယ်ဆိုရင်တော့ဘဝင်မြင့်သူတွေကြားမှာဘဝနှိမ်ပါဒီလိုဆိုတာပေါ့နော်ဘဝင်မြင့်နေဘဝင်နှိမ်နေဆိုလို့လဲဦးစင်းတို့ပိဋကတ်စာပေမှာသုံးတဲ့ဘဝင်တော့မဟုတ်ဘူးတဲ့မြန်မာစကားအရက်ထဲမှာသုံးတဲ့ဘဝင်ကိုပြောတာပိဋကတ်စာပေမှာပါတဲ့ဘဝင်ဆိုတာကဘဝအင်္ဂဘဝဆိုတာကဘဝအင်္ဂဆိုတာကအစိတ်အပိုင်းဘဝနဲ့အင်္ဂနဲ့နှစ်ခုပေါင်းလိုက်တော့ဘဝင်ကဆိုပြီးရတယ်အဲ့ဘဝင်ကကိုဘဝင်ဆိုပြီးဖြစ်သွားတယ်ဘဝရဲ့အစိတ်အပိုင်းပေါ့ဘဝတစ်ခုသေဆုံးမသွားပဲအသက်ရှင်ရက်တည်နေလံအောင်အစိတ်အပိုင်းတစ်ခုအနေနဲ့ဆက်ပေးတဲ့စိတ်ကလေးကိုဘဝင်စိတ်လို့ခေါ်တယ်ဒီတော့ညအိတ်နေတဲ့အချိန်မှာဖြစ်နေတဲ့စိတ်ဟာဘဝင်စိတ်ပါအဲ့ဒီဘဝင်စိတ်ကလေးသာမရှိဘူးဆိုရင်ယောဂီတို့သေပြီမသေးအောင်ထိမ့်ပေးထားတဲ့စိတ်ကလေးမှုဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လို့ဘဝင်စိတ်လို့ခေါ်ပါတယ်အဲ့ဒီဘဝင်စိတ်ကတော့လူတိုင်းမှာရှိပါတယ်အဲ့ဒီဘဝင်ကတော့ချလို့မရဘူးနော်အဲ့ဒီဘဝင်မှာပြုတ်ချင်တယ်ဆိုရင်တော့သေယုံပဲရှိတယ်အဲ့ဒီတော့ဘဝင်ပြုတ်ချင်လားလို့မေးရမှာပေါ့ဘဝင်ပြုတ်ချင်တယ်ဆိုရင်တော့မနေ့ကပြောသလိုပဲတေလိုက်ရုံပဲရှိတာပါပဲနော်အိတ်တဲ့အချိန်မှမဟုတ်ဘူးအခုလိုစကားပြောနေတဲ့အချိန်မှလည်းဘဝင်စိတ်ကလေးကရှိနေတာပဲဈားထဲမှာမကြာကြာနေတာပါပဲအပြောင်းအလဲမြန်လွန်းလို့ကိုကမတိလိုက်တာပါအိတ်နေတဲ့အချိန်ကျတော့အကြာကြီးခြားနာသွားလို့တိတာတဲ့တိတာတောင်မှနိုးမှတိတာဘဝင်စိတ်ဖြစ်နေတဲ့အချိန်မတိဘူးအစင်းတွေမြင်နေတဲ့အချိန်အတန်တွေကြားနေတဲ့အချိန်အနံ့တွေနံနေတဲ့အချိန်မှာအရသာတွေစားသုံးနေတဲ့အချိန်မှာအတွေ့တွေထိတွေ့နေတဲ့အချိန်အတွေးတွေတိနေတဲ့အချိန်အချိန်တိုင်းမှာဘဝင်စိတ်ကလေးကခဏဖြစ်နေပါတယ်အဖြစ်အပျက်မြန်လွန်းလို့မတိကြတာပါအိပ်ပျော်နေချိန်မှာဘဝင်စိတ်ဖြစ်တာမဟုတ်ဘူးနော်ညှိုးနေချိန်မှာလည်းဘဝင်စိတ်အချိန်ပေါင်းများစွာဖြစ်ပါတယ်အဲ့ဒီဘဝင်စိတ်ကဘာကိုအာယုံပြုတ်နေသလဲဆိုရင်အရင်ဘဝရဲ့သေခါနီးနောက်ဆုံးစိတ်ဖြစ်တဲ့စုတိစိတ်ကြပြီးခြင်းဖြစ်တဲ့ဒီဘဝပရိတန်တွေစိတ်ကယူတဲ့ကမ္မနမိတ်ဂရိနမိတ်အာယုံသုံးပါးပါတဲ့တခုခုကိုအာယုံပြုတ်နေပါတယ်ဒီဘဝစဖြစ်ခြင်းစိတ်ဒီဘဝရဲ့ပထမဆုံးစိတ်အာယုံပြုတ်နေတဲ့အာယုံကိုပြန်ယူတာနော်ကိုအိတ်နေတဲ့အချိန်မှာဖြစ်နေတဲ့စိတ်ကဘာကိုအာယုံပြုတ်နေတယ်လဲဆိုရင်အမိဝမ်းနဲ့စရောက်ပရိသန်တွေတဲတင်တော့ကပရိသန်တွေစိတ်ကယူခဲ့တဲ့အာယုံကိုပဲအာယုံပြုတ်နေတယ်အဲ့ဒီဘဝင်ကတော့မြင့်နေနှိမ့်နေရဲလို့မရှိပါဘူးမရှိဘူးဆိုပေမဲ့ကောင်းတဲ့အာယုံစင်အတန်းမြင့်တဲ့အာယုံဆိုရင်တော့ဘဝင်မြင့်နေပေါ့အဲ့ဒီဘဝင်ကတော့မြင့်နေကောင်းနေပေါ့လူရဲလို့ဖြစ်လာတာကတော့ကုသိုလ်ကြောင့်ဖြစ်လာတာကြီးပဲအကုသိုလ်ကြောင့်လူဖြစ်လာတဲ့သူတရားအောင်မှမရှိဘူးသုတိစိတ်ကြကန်ဒီမှာအကုသိုလ်အာယုံထင်းပြီးအကုသိုလ်စိတ်ဖြစ်ခဲ့ရင်ဘယ်တရားမှလူမဖြစ်တော့ဘူးနာမဖြစ်တော့ဘူးကုသိုလ်အာယုံထင်းပြီးကုသိုလ်စိတ်ဖြစ်ခဲ့လို့ဒါလူနဲ့တုဂတိဘဝကိုရောက်လာရတာဒါပေမဲ့အဲ့ဒီကုသိုလ်ရဲ့အရှိန်အဟုန်တွေအင်အားတွေစွမ်းအင်တတ္တိတွေကွာခြားတဲ့အတွက်လူတွေရဲ့ဘဝအစဉ်အတန်တယောက်နဲ့တယောက်မတူကြပဲကွဲပြားနေကြပါတယ်ဒီကနေ့မှယူတဲ့ကုသိုလ်အာယုံကတော့အစဉ်အတန်းမြင့်တွေကောင်းနေပါပဲအရင်ဘဝဒီကနေ့မှယူခဲ့တဲ့ကုသိုလ်အာယုံကအစဉ်အတန်းမြင့်ရင်အစဉ်အတန်းမြင့်တဲ့ကုသိုလ်အာယုံစိတ်ဘဝင်မြင့်ခဲ့ရင်ဘဝမြင့်မယ်ပေါ့ကောင်းရာရောက်မယ်ပေါ့အဲ့ဒီအဓိပ္ပာယ်နဲ့ကြည့်ရင်ဘဝင်မြင့်နေဆိုတာကုသိုလ်အစဉ်အတန်းမြင့်နေလို့ပြောတာပါအဲ့ဒီဘဝင်ကတော့မြင့်ပါစေမြင့်လေကောင်းလေဒါပေမဲ့အဲ့ဒီဘဝင်ကတော့ဒီဘဝမှာမြင့်အောင်လုပ်ယူလို့မရတော့ပါဘူးအဲ့ဒီဘဝအစားရဲ့ပရိသန်တွေစိတ်အတိုင်းမှာရှိနေတဲ့ဘဝင်ဆိုတော့လေနောက်ဘဝရဲ့ဘဝင်မြင့်အောင်တော့လုပ်လို့ရတာပေါ့အစဉ်အတန်းမြင့်တဲ့ကုသိုလ်အာယုံနဲ့တေအောင်ကြိုးစားနိုင်ရင်တနည်းအားဖြင့်ဒီကနေ့ကုသိုလ်စိတ်နဲ့အရေးအသွေးအကောင်းဆုံးစိတ်ဖြစ်ရင်ဘဝအစဉ်အတန်းမြင့်သွားပါပြီဘဝင်မြင့်သွားပါပြီအဲ့ဒီအဓိပ္ပာယ်ကျတော့နောက်အဆုံးအမနဲ့သွားပြောရမှာပေါ့နိုင်သူကြားမှာမြင့်ပါနောင်ဘဝဘဝင်နေသူတွေကြားမှာ
နောက်ဘဝဘဝင်မြင့်ပါဒီကံဤထင်လာမဲ့ကုသိုလ်အာယုံနှိမ့်နေသူတွေကြားမှာဒီကံဤထင်လာမဲ့ကုသိုလ်အာယုံမြင့်ပါဒီလိုယူရမှာပေါ့ဒီအဆုံးအမလေးတွေကိုဟိုဘက်ဒီဘက်ဆင်ခြင်းအစဉ်ပြေတယ်လို့ယူပြီးတော့သုံးလို့ရတယ်ဟိုထဲဟာဒီယူဒီထဲဟာဟိုယူပြီးတော့ကြိုက်တယ်လို့အသုံးပြုလို့ရတယ်နော်တေချာညံကြဆပြီးတော့တွေ့တော့ဆင်ခြင်းကြည့်မယ်ဆိုရင်တိတ်ကိုကောင်းပါတယ်တိတ်ကိုပြောတယ်ကောင်း